ကဲရသားတွေပွဲကတော့အတော်ကြီးကိုကြည်ကောင်းပါပြီ။ဘာပွဲလဲဆိုတော့ Rodan နဲ့ Chatri တို့ရဲ့ပွဲပါ။အဲ့တော့ Rodan နဲ့ Chatri ဆိုတာကလွန်ခဲ့တဲ့နှစ်တွေတုန်းကဆိုလို့ရှိရင်တားဖလိုမျိုးတအားကိုချစ်ကြတဲ့သူတွေပါ။ဒီ1 championship Chatri ဘက်ကဆိုလို့ရှိရင်လည်း Rodan ကိုတောက်လျှောက်စင်တင်တယ်ပြီးတော့ပွဲချက်တွေကိုလည်းမဖန်တီးပေးဘူးသူကစားခဲ့တဲ့ပြိုင်ဘက်တွေကိုကြီးလိုက်တယ်ဆိုလို့ရှိရင်သိတာတယ်ပေါ့နော်အဲ့တော့ဒီလိုမျိုး1 championship ဘက်က Rodan ကိုပြုစုပြောင်းထောင်ပေးခဲ့တယ်ဒါပေမဲ့လည်းအခုချိန်မှာတော့အဲ့ဒီအရာတွေအားလုံးကပျက်စီးသွားခဲ့ပြီအဲ့တော့ကြံမှာပြင်းနေတဲ့ညီကိုတွေအိမ်တွင်းအောင်နေတဲ့ညီကိုတွေတော့ပြင်းစရာမလိုတော့ဘူးရော်ထန်တို့ရဲ့ပွဲကိုစောင့်ကြည့်လို့ရပြီလို့ပြောလို့ရတယ်ပေါ့နော်ဟုတ်ပြီဒါဆိုလို့ရှိရင်ဒီပြဿနာတွေကဘယ်ကနေစလာတဲ့အခုချိန်မှာကဘယ်လိုအခြေအနေတွေရောက်နေလဲဆိုတော့ကိုကျွန်တော်ကအတူတူတွေရှင်းပြပေးပါမယ်ဘယ်ကနေစဖြစ်လာလဲဆိုတော့ပြီးခဲ့တဲ့1 Samurai တိုင်းစာရှင်းလင်းပွဲကနေစပါတယ်အဲ့ဒီမှာရော်ထန်ကမီဒီယာတွေကိုဘာပြောလဲဆိုတော့သူဒီ1 Championship နဲ့စာချုပ်တက်တန်းကုန်သွားပြီအခုတာကေဦးနဲ့ထိုးမဲ့ပွဲကလည်းစာချုပ်ရဲ့ပြင်ပမှာနားလည်မှုနဲ့ထိုးပေးတဲ့ပွဲပဲဆိုပြီးတော့တရားဝင်ချပြောလာခဲ့တာပြီးတော့တခြား promotion တွေကလည်းသူ့ကိုလာပြီးကန်လန်းနေကြတယ်ဆိုတဲ့ပုံစံမျိုးတွေအဲ့တော့စာချုပ်ကိစ္စစာချုပ်တက်တန်းကုန်တဲ့ကိစ္စကိုသူကပြောတာအဲ့တော့ပြောပြီးနောက်တစ်ရက်မှာ1 Championship ကဘာလုပ်တယ်လဲဆိုတော့ရော်ထန်ပြောတာတွေကမမှန်ဘူးပေါ့နော်စာချုပ်ကုန်သွားတယ်ဆိုရင်တော့မှပဲတဲ့စာချုပ်ပါအချက်လက်တွေကရော်ထန်ဒီတခြား promotion ကိုတစ်နှစ်အတွင်းမှာလုံးဝသွားလို့မရဘူးဆိုပြီးတော့ပြန်ကာပါတယ်အဲ့တော့ရော်ထန်ကအရင်ဖွားတယ်1 Championship ကနောက်ကပြန်ကားတယ်ဆိုတဲ့ပုံစံမျိုးကိုကျွန်တော်တို့ကတွေ့ရတယ်ဟုတ်ပြီအဲ့ဒါအပီတိတ်မကြပါဘူးဒီတပတ်အတွင်းမှာပဲရော်ထန်ဘက်ကနေပြီးတော့သူ့ရဲ့အကောင့်ကနေထပ်ပြီးတင်ပါတယ်ဘာတင်တယ်လဲဆိုတော့ဟိုးလွန်ခဲ့တဲ့2022ခုနှစ်လောက်တုန်းကတဲ့စာချုပ်တစ်ခုသူ့ကိုလာပေးတယ်လူတစ်ယောက်ကအဲ့ဒီစာချုပ်မှာလည်းဘာရေးထားလဲဆိုတာ तू မသိဘူးအင်္ဂလိပ်လိုလည်း तू မဖတ်တတ်တဲ့ကြောင့်မို့လို့ရိုးသားပဲဆိုပြီးတော့ကျွန်တော်ကလက်မှတ်ထိုးပေးလိုက်ပါတယ်တဲ့ဒါပေမဲ့လည်းနောက်ပိုင်းပြန်ကြည့်လိုက်တဲ့အခါမှာကျွန်တော်ရဲ့လက်မှတ်တွေကစာရွက်ပေါင်း30ကျော်လောက်အထိမှထိုးပြီးသားဖြစ်နေပါတယ်ဒါပေမဲ့ကျွန်တော်ထိုးခဲ့တုန်းကတော့စာရွက်ကတရွက်သေးပဲကျွန်တော်ကိုလိန်ညာတယ်လက်မှတ်တူတွေလုပ်တယ်ဆိုပြီးတော့ဆွဆွဲလိုက်တဲ့ပုံစံမျိုးပါပဲအဲ့တော့ဒီစာချုပ်ဆိုတာကလည်းဘယ်သူနဲ့ချုပ်တာလဲဆိုတော့1 Championship နဲ့ချုပ်တာပြသိလားအဲ့တော့1 Championship ဘက်ကသူ့ကိုမယိုးသားတာတွေလုပ်တယ်လိန်စင်တွေအများကြီးလုပ်ထားတဲ့ဆိုတဲ့ပုံစံမျိုးကိုသူကပြောရောက်သွားတယ်ပေါ့နော်ဟုတ်တယ်အဲ့လိုပြောပြီးမကြပါဘူးဘာဖြစ်လဲဆိုတော့ခွန်စုကလည်းအဲ့ဒါကိုပြန် share လိုက်ပါတယ်အားလဲ Rodan လိုမျိုးအခုခံနေရတယ်အခုခွန်စုဆိုလို့ရှိရင်ဒီ1 Championship နဲ့လည်းစုံတန်ကုန်သွားပြီ RWS မှာလည်းသူပွဲထွက်တာပဲဒါပေမဲ့လည်းအပွဲကိုထိုးလို့မရဘူးစာချုပ်ပါအချက်လက်ကြောင်းဆိုပြီးတော့သူလည်းတိုင်ပတ်နေတယ်ပေါ့နော်အဲ့ဒီအချိန်မှာတင်ခွန်ဆတ်နဲ့သူ့ရဲ့ဆရာစူပါဘောနဲ့ပြဿနာတွေတက်ကြသေးတယ်ဒါကိုလည်းကျွန်တော် line ပေါ်မှာဒီဗီဒီယိုတင်ပေးထားတာရှိပါတယ်ပေါ့နော်အဲ့တော့ပြဿနာတွေကတဖြည်းဖြည်းနဲ့တစားနဲ့ကြီးထွားလာတယ်နောက်ဆုံးမှာအဲ့ဒီပြဿနာလေးကလည်းအနည်းငယ်ပြန်ငြိမ်သွားတယ်ဒါပေမဲ့ငြိမ်သွားတယ်ဆိုပေမဲ့မုံတိုင်းလာဖို့အတွက်လေပြေသွင်းနေတယ်ဆိုတော့ပုံစံမျိုးလေးပဲဗျ public ပေါ်မှာတောက်လျှောက်မဖြစ်တော့ဘူးဆိုပေမဲ့နောက်ွယ်မှာအသေးကြီးညှိနှိုင်းနေကြတယ်ဆိုတဲ့ပုံစံမျိုးပဲအဲ့လိုညှိနှိုင်းပြီးတော့မရတဲ့အဆုံးမှာဘာလုပ်တယ်လဲဆိုတော့ Rodan က post ကိုတင်ပါတယ်သူတရားရုံးကိုတတ်တော့မယ်သူ့အနေနဲ့ကအမှန်တရားအတွက်အဆုံးစုံဒီတိုက်ပွဲဝင်မယ်ဆိုပြီးတော့ရေးသားလာတာပါအဲ့လိုရေးပြီးမကြပါဘူး1 Championship ကမနေ့ညထိုင်းစံတော်ချိန်10နာရီကပဲ post ကိုတင်လိုက်ပါတယ်အဲ့ဒီ post မှာဘာရေးထားလဲဆိုတော့Rodan ကိုတရားစွဲတော့မယ်ဆိုတဲ့အကြောင်းရေးထားတာပါRodan ဘက်ကနေပြီးတော့တောက်လျှောက်ဟိုအလုံးမယ်တရားလုံးမယ်တွေတရားရုံးတက်မယ်ပိုင်းတောက်လျှောက်ပြောနေခဲ့ပေမဲ့တကယ်တမ်းတရားစွဲမယ်လို့အတိလေးကြီးညာလိုက်တာက1 Championship ကအရင်ဖြစ်နေပါတယ်နော်အဲ့တော့ကျွန်တော်အထင်ဆိုလို့ရှိရင်1 Championship က Rodan ဒီလိုမျိုးတောက်လျှောက် post တွေတင်နေတဲ့ကာလတစ်လျှောက်လုံးမှာသူတို့ကလည်းကြိုသိတာပေါ့နော်တစ်ချိန်ကြာလို့ရှိရင်တော့ဒီကောင်နဲ့ငါအောင်တွေကလုံးဝညှိနှိုင်းလို့မရတဲ့အခြေအနေတွေရောက်လာနိုင်တယ်အဲ့လိုရောက်လာတယ်ဆိုလို့ရှိရင်ငါတို့ဘက်ကဘိုင်းသေးအောင်ဆိုပြီးတော့အချက်လက်တွေကိုတိတ်တိတ်စိတ်စူဆောင်းနေတယ်ဆိုတဲ့ပုံစံမျိုးလေးလို့ကျွန်တော်ထင်တယ်နောက်ဆုံးသူတို့ဘက်ကပိုင်ပြီဆိုတော့မှ public ဘက်ကိုကောက်တင်ချလိုက်တယ်လို့ကျွန်တော်ကတော့ထင်ပါတယ်အဲ့တော့ဘလို့အကြောင်းအမျိုးတွေနဲ့တရားစွဲရလဲဆိုတော့တဲ့သူက Rodan သည်စာချုပ်ပါအချက်လက်တွေကိုအချိန်ချင်းချိုးဖောက်တယ်နောက်တစ်ချက်ဆိုလို့ရှိရင်အဖွဲ့အစည်းပေါ်ကိုဒါသူများတဲ့အထင်မြင်လွဲမစေမဲ့သတင်းတွေကိုတောက်လျှောက်ကိုတင်တယ်ပြီးလို့ရှိရင်အသေးဖြတ်မဲ့စကားတွေကိုလည်းတောက်လျှောက်ပြောပါတယ်တဲ့ဒီ3ချက်နဲ့တရားစွဲမယ်ဗမာစွဲမှာလဲဆိုတော့ထိုင်းမှာလဲစွဲမယ်စင်ကာပူမှာလဲစွဲမယ်ဂျပန်မှာလဲစွဲမယ်နော်နည်းနည်းတော့မဟုတ်ဘူးနော်ထိုင်းမှာစွဲတော်ပြီပေါ့သုံးနိုင်ငံတော့မှပဲသူတရားစွဲမယ်ဆိုပြီးတော့ပြောထားပါတယ်ဘာကြောင့်လဲဆိုတော့တဲ့1 Championship ဘက်ကရေရှည်ကြိုးစီးပွားအတွက်ပြပသားလောက်ရမယ်လို့ထင်မြင်ဆလာတဲ့အတွက်ကြောင့်မို့လို့အခုလိုတရားစွဲရခြင်းဖြစ်တယ်ဆိုပြီးတော့ပြောထားပါတယ်အဲ့တော့နှစ်အောင်စလုံးကတော့အခုအချိန်မှာမောင်းတင်ထားတဲ့အချိန်တွေဖြစ်နေပြောတော့ချိန်ထားကြတယ်ဗျမောင်းတင်ပြီးတဲ့တော့ချိန်ထားကြတယ်ဘယ်သူကအရင်ဒီမောင်းကိုဆွဲဖြုတ်မလဲဆိုတဲ့အနေဒါဖြစ်လာခဲ့ပါပြီအဲ့တော့ကျွန်တော်မြင်ရဆိုလို့ရှိရင်ပေါ့နော်ဟုတ်ပြီသူတို့တို့တရားရင်ဆိုင်ကြတယ်ရင်ဆိုင်ကြတယ်ဆိုလို့ရှိရင်စာချုပ်ပါအချက်လက်အရဆိုလို့ရှိရင်တော့1 Championship ကအားသာနိုင်တယ်
ဘာလို့လဲဆိုတော့တရားဝင်ကိစ္စတွေမှာဆိုလို့ရှိရင်အဓိကသွားတာကစာချုပ်ပဲအဲဒါပေမဲ့ Rotterdam ဘက်ကပြန်လုပ်လို့ရတာလည်းရှိတယ်အဲ့ဒီစာချုပ်တွေကသူပြောခဲ့သလိုပဲသူတရွက်ထဲပဲထိုးထားတာအကုန်လုံးမှထိုးထားတာမဟုတ်ဘူးပြီးတော့ဒီစာချုပ်ကိစ္စတွေပဲသူနားမလည်ဘူးဆိုတာတွေကိုအဲ့ဒီကာလာတွေတုန်းကစာချုပ်မှာလက်မှတ်ထိုးစဉ်က record တွေလိုမျိုးအဲ့လိုမျိုးတွေရှိတယ်ဆိုလို့ရှိရင်တော့သူ့ဘက်က rebranch ပြန်လုပ်လို့ရတယ်ဒါပေမဲ့အဲ့လိုမျိုးလဲ record တွေပါတယ်မရှိဘဲနဲ့သူတယောက်တည်းရဲ့အမြင်ရပဲပြောတယ်ဆိုလို့ရှိရင်တော့ဒါတွေကတရားဥပမာတော့ဘာမှမဝင်ဘူးပေါ့နော်အဲ့တော့စာချုပ်စာတမ်းပါအချက်လက်တွေရဆိုလို့ရှိရင်တော့ one championship ဘက်ကနိုင်ဖို့တော်တော်လေးကိုများတယ် one championship ကဒီစာချုပ်ကိစ္စနဲ့ပတ်သက်ပြီးတော့ဖြစ်တာတွေအခုမှဖြစ်တာတော့မဟုတ်ဘူးကျွန်တော်ကွန်လာနဲ့လည်းဖြစ်တာပဲ Rania နဲ့လည်းဖြစ်တာပဲတခြားMMA fighter ပေါင်းများစွာနဲ့လည်းဖြစ်တာပဲချင်းကိလာစောနဲ့လည်းဖြစ်တာပဲချင်းကိလာစောဆိုလို့ရှိရင် K1 မှာတော့မှပဲပွဲသွားထိုးတော့မလို့ဘာလို့ဖြစ်သွားသေးတယ်ဒါပေမဲ့လည်းနောက်ဆုံးမှာတော့တိတ်စိမ့်နဲ့ပဲအဲအကြောင်းအရာကလည်းကွယ်ပြောက်သွားတယ်ပြောမှဆိုလို့ရှိရင် one championship နဲ့ဖြစ်တဲ့ fighter တိုင်း Rania မှာလွဲ၍fighter တိုင်းက one championship ကိုအရှုံးပေးသွားရတာကြီးပဲဟုတ်တယ်နော်အဲ့တော့Rotterdam ကဘလို့လဲစာချုပ်ပါအချက်လက်နဲ့ဒီလိုတရားဝင်တွေပါတယ်ဆိုလို့ရှိရင်တော့ one championship ဘက်ကအတွေ့အကြုံရှိတယ်နိုင်ဖို့ကလည်းများပါတယ်ဒါပေမဲ့လည်းတခုတော့ရှိတယ် Rotterdam ဘက်ကနေပြီးတော့ဘသူကဝင်းရံပေးမှာလဲဆိုတော့ထိုင်းဘင်းရဲ့သားပါWetcherson ဆိုတဲ့လူပေါ့နော်သူကကြတော့ဥပဒေပညာရှင်ပဲအမေရိကမှာတော့မှပဲဥပဒေပွဲတွေပါတယ်ရထားတဲ့ကြောင့်မို့လို့သူပါလာရင်တော့အခင်းချင်းကတမျိုးလေးပြောင်းသွားနိုင်တယ်ပြီးတော့သူကထိုင်းနိုင်ငံမှာဆိုလို့ရှိရင်လည်းတော်ဝင်မိသားစုနဲ့အဆက်အသွယ်ကောင်းတဲ့အတွက်ကြောင့်မို့လို့သူသာပေါ့နော် Rotterdam ဘက်ကရက်တီပေးမယ်ဆိုလို့ရှိရင် Rotterdam ဘက်မှာလည်းအာသာနိုင်ခြင်းရှိတယ်ဆိုတဲ့ပုံစံမျိုးတွေပါပဲဒါပေမဲ့တခုပြန်စဉ်းစားကြရှိတာကထိုင်းမှာရောဂျပန်မှာရောပြီးလို့ရှိရင်စင်ကာပူမှာရောတရားစွဲရတာပါအဲ့တော့ one championship ကလည်းနတ်တယ်နော်ထိုင်းနိုင်ငံမှာဆိုလို့ရှိရင်အဲ့လိုမျိုး Rotterdam ဘက်ကနေပြီးတော့လိုက်ပါဝင်ရမဲ့သူတွေရှိနေနိုင်တာဒါကြောင့်မို့လို့တခြားနိုင်ငံတွေမှာသူကတရားစွဲရတာပါအဲ့တော့ Rotterdam ဘက်မှာတခုပဲလုပ်ရရှိတယ်ကျွန်တော်ခုနကပြောသလိုပဲသူတို့ record ပေါ့နော် record ယူထားနိုင်လားအဲ့ဒီ record ယူထားနိုင်တယ်ဆိုလို့ရှိရင်အဲ့ဒီအရာကိုနင်းပြီးတော့တရားခွင်တိုင်းမှာအနိုင်ရအောင်လှုပ်ဆောင်လို့တော့ရပါတယ်အဲ့တော့ one championship နဲ့ဒီ Rotterdam လိုမျိုးအိမ်မက်ကြီးမားတဲ့ fighter ကစတော့ကိစ္စနဲ့ပတ်သက်ပြီးတော့ရောင်းရောက်ဖြစ်တာကအခုမှပထမအဆုံးလို့ပြောလို့ရတယ်ကျွန်တော်ခုနကပြောခဲ့တယ်ပေါ့နော် one championship နဲ့ဖြစ်တဲ့ fighter တိုင်းလက်မြောက်အရှုံးပေးသွားရတာကြီးပဲနောက်ဆုတ်လိုက်ရတာကြီးပဲဒါပေမဲ့ဒီ Rania Director တယောက်ပဲချွန်ချက်အနေနဲ့one championship နဲ့ AACC လမ်းခွဲခွင့်ရသွားတယ်ဒါကလည်းသူ့ရဲ့နောက်မှာကနာမည်ကြီး agent နာမည်ကြီး manager Ali Abdulaziz ရှိတယ်ဒီဘက်ကစာချုပ်ပါအချက်လက်နဲ့ဥပဒေတွေကိုအရန်ကျွမ်းကျင်တယ်ပြီးလို့ချင်းစာချုပ်တော်တော်တစ်ခုပေါ့နော်ဒီစာချုပ်မှာဘယ်အရာလေးကအားနည်းချက်ရှိတယ်ဆိုတာကိုလည်း तू ကကင်ပြီးတော့ပြောရဲဆိုရဲရှိတယ်ပေါ့နော်ဒါမှမဟုတ်လည်းအဲ့ဒီအလီနဲ့ one championship တို့ကဒီ public ပေါ်မှာဖြစ်ကြတာတော့မဟုတ်ဘူးနောက်အကွယ်ကနေပဲညှိနှိုင်းသွားကြတယ်ရုံရောဂက်ရောက်လည်းမဖြစ်ဘူးပေါ့နော်အဲ့တော့ Rotterdam ကကြတော့အပြင်မှာတော့ shot ကို public ပေါ်တင်လာခဲ့တာဖြစ်တယ်ဒီဘက်က Rania တို့လုံထုံးလုံနီးကကြတော့နောက်ွယ်မှာတက်စိတ်ရှင်းသွားခဲ့တာဖြစ်တယ်ဘလို့ပုံစံညှိလိုက်လဲတော့မှပဲကျွန်တော်တို့မသိလိုက်ရပဲနဲ့ Rania က AACC 1ကနေပြီးတော့လွတ်ကျွတ်သွားခဲ့တာဖြစ်တယ်အဲ့တော့အခုအချိန်မှာ Rotterdam နဲ့ Chatri တို့ကပြဿနာတွေတက်နေကြတယ်ဆိုပေမဲ့တစ်ဖက်မှာလည်းပွဲကစိုင်းထားတော့မယ်ဘာပွဲလဲဆိုတော့ one samurai ပွဲပါလာမဲ့25ရက်နေ့လာမသိအဲ့ဒီကြလို့ရှိရင်တို့ one samurai ပွဲတွေကထိုးတော့မှာပေါ့နော်အဲ့တော့ပွဲမစခင်နှစ်ပတ်လောက်လုံးမှာတို့ကတရားရုံးရောကြောက်တွေဖြစ်နေတော့ကျွန်တော်မြင်ရဆိုလို့ရှိရင်ဒီပွဲကပြတ်ဖို့များသွားပြီလို့မြင်တယ်တချို့ဒီထိုင်းမီဒီယာတွေကဘယ်လိုတော့သုံးသပ်ကြတယ်လဲဆိုလို့ရှိရင်အဲ့ဒီပွဲကတာဂေတို့အနားယူမဲ့ပွဲပေါ့နော်ဒါပေမဲ့တာဂေတို့ကမနာရဘဲနဲ့ Rotterdam အနားယူမဲ့ပွဲပုံစံမျိုးတော့မှပဲဖြစ်နေပြီဆိုပြီးတော့ရေးသားထားခဲ့တာကိုတွေ့ရပါတယ်အဲ့တော့ဂျပန်မီဒီယာတွေကြားထဲမှာလည်းဒီကိစ္စကအတော်လေးကိုဟိုလေးတကြော်ဖြစ်ဖို့များတယ်ပြီးတော့ Rotterdam ကလည်းသူရဲ့ Facebook မှာလည်းမဟုတ်ပါနဲ့ Instagram တွေမှာပါတောက်လျှောက်ကိုတင်နေတာပြီးလို့ရှိရင် BJJလေ့ကျင့်နေတဲ့ပုံစံတွေပါတင်သေးတယ်ဗျာဒီပရိသတ်တွေကလည်း Rotterdam က1နဲ့လမ်းခွဲလို့ရှိရင် UFC ကိုရောက်သွားနိုင်ခြေရှိတယ်ဆိုတဲ့ပုံစံမျိုးတွေနဲ့တောက်လျှောက်ကိုစောင့်ကြည့်နေကြတာဒီကိစ္စကပေါ်သေးသေးကိစ္စမဟုတ်ဘူးเนาะကဘာသေးတဲ့ကိစ္စပုံစံမျိုးဖြစ်နေတဲ့အတွက်ကြောင့်မို့လို့နှစ်ယောက်စလုံးကတော့အသေးကြီးတိုက်ခိုက်ကြမှာပဲပို့ပြီးတော့အရေးကြီးတာက1 championship ပါ1 championship ဘက်ကိုကျွန်တော်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ပေါ့နော်သူတို့နိုင်လည်းမကောင်းရှုံးလည်းမကောင်းဗျအခုနိုင်သွားတယ်ဟုတ်ပြီ1 championship ကတရားခွင့်မှနိုင်သွားတယ်ဆိုရင်ဘာဖြစ်မလဲကြလို့ရှိရင်Rotterdam ကပန်းလို့သွေးလို့ရတယ်ကျွန်တော်အနေနဲ့ဘာမှမသိလိုက်တဲ့လူလေးတယောက်ပါမတရားခံလိုက်ရတာပါလို့ပြောလိုက်ပြီဆိုလို့ရှိရင်ဝမ်းချမ်းမေကအတော်ကြီးကိုတိုင်ပတ်သွားနိုင်တယ်ထိုင်ပေးသက်တွေရဲ့မုံတီမှုတွေကိုပါယာသွားနိုင်တယ်ဗျဘာကြောင့်လဲဆိုတော့ Rotterdam နောက်မှာကပေးသက်ကအတော်ကြီးကိုများတယ်ပြီးတော့ဝမ်းချမ်းမေကလည်းစကြုတ်ကိစ္စနဲ့ပတ်သက်လို့ရှိရင် fighter တွေအပေါ်ကိုဒီလိုမျိုးလောလောရှိတယ်ဆိုတာကလည်းသူတို့ကသိတယ်
သူတို့ fighter တွေမထိလို့တာညိတ်နေတာဗျအကယ်၍ Rotan ကထိသွားပြီ Rotan ကိုဝိုင်းချက်မရှိကအဲ့လိုမျိုးနှိပ်ကိုလိုက်နိုင်ပြီဆိုလို့ရှိရင်အဲ့လိုပြဿနာတွေကဖြစ်လာနိုင်တယ်အဲ့တော့ဝိုင်းချက်မရှိပွဲတွေကိုထိုင်းမှာမအားပေးတော့တာမျိုးတွေဘိုင်းကောက်လောက်တာမျိုးတွေဒါအပြင်ဒီ sponsor ဆုံးရှုံးတာမျိုးတွေအများကြီးကိုဖြစ်လာနိုင်ပါတယ်အကယ်၍ဝိုင်းချက်မရှိကရှုံးသွားရင်ရောရှုံးသွားလို့ရှိရင်လေသူတို့စာချုပ်လိန်ထားရဆိုတဲ့ကိစ္စတွေကဘူးပေါ်တယ်လို့ပေါ်လာမယ်ဒါအပြင်အဖွဲ့အစည်းဂုဏ်သိက္ခာတွေကလည်းအတော်ကြီးကိုကြာဆင်းသွားလိမ့်မယ်အဲ့တော့ဒီပွဲမှာကတရားရုံးအဆုံးဖြတ်မှာပေါ့နော်ဒီ Rotan ကနိုင်နေနိုင်မယ်မနိုင်ချင်မနိုင်အောင်ဒါပေမဲ့နောက်ဆုံးအဆုံးသတ်မှာတော့ဘလို့ရလိုက်ပဲထွက်တဲ့ Rotan ကအနိုင်ရသူတယောက်ဖြစ်သွားလိမ့်မယ်ဗျဒီဘက်ကဝိုင်းချက်မှရှင်းမှာတော့ဘလို့ရလက်ပဲထွက်ရှုံးနေတဲ့သူဖြစ်သွားလိမ့်မယ်အဲ့တော့ကျွန်တော်မြင်ဆိုလို့ရှိရင်ပေါ့နော်အခုနကကျွန်တော်ပြောတဲ့ဒီ Vice Song ဆိုတဲ့ဒီထိုင်းပင်ရဲ့သားကသူတို့နှစ်ယောက်ကိုဂျားထဲမှာညှိပေးနိုင်လိမ့်မယ်လို့ကျွန်တော်ကတော့ထင်တယ်။ရုံရောက်ဂက်ရောက်ပုံစံမျိုးမဟုတ်ဘဲနဲ့ဂျားထဲမှာအခြေလဲညှိကြမယ်။ပြီးတော့ဝိုင်းချန်ပီယံရှစ်ကလည်းအခုဝမ်းဆောင်မှုနဲ့ပြိုင်ပွဲကအရေးကြီးတဲ့ပြိုင်ပွဲဗျာ။ဒီပွဲမှာလည်းရော်ထန်ကိုထိုးစေချင်မှာပဲ။ရော်ထန်ဘက်ကလုံးဝညှိနိုင်လို့မရတော့တာသူက line ပေါ်တင်လိုက်တယ်ဆိုတဲ့ပုံစံမျိုးလို့ကျွန်တော်ထင်တယ်။အဲ့တော့ရသလားတော့သူတို့ညှိလိမ့်မယ်လို့ကျွန်တော်ထင်တယ်။သူတို့ဘက်ကလည်းရော်ထန်ဘက်ကိုအလျှော့ပေးရတာရှိမယ်။ရော်ထန်ဘက်ကလည်းအလျှော့ပေးရတာမျိုးရှိလိမ့်မယ်။အခုချိန်မှာသူတို့နှစ်ယောက်ကနောက်ဆုံးအဆင့်ကိုရောက်နေပြီဆိုပေမဲ့တကယ်ဩဇာအာဏာကြီးတဲ့သူတစ်ယောက်ကဂျားထဲမှာညှိပေးမယ်ဆိုလို့ရှိရင်တော့ပြေလည်သွားလိမ့်မယ်လို့ထင်ပါတယ်။နောက်ပြီးတော့ဒီလိုခြေနေမျိုးမှာဒီမွေတိုင်းဖွဲ့စည်းတွေကလည်းငြိမ်နေမယ်လို့တော့မထင်ပါဘူး။အကယ်ဝိုင်းချန်ပီယံရှစ်ကဒီလိုရုံရောက်ကြောက်ဖြစ်ပြီဆိုလို့ရှိရင်ဘယ်လိုရလိုက်ပါထွက်ဂုဏ်သိက္ခာကျဆင်းသွားမယ်ဝိုင်းချန်ပီယံရှစ်ကမှိမ့်မိန်သွားမယ်ဆိုတာသူသိရဗျာ။ဝိုင်းချန်ပီယံရှစ်ကမှိမ့်မိန်ဆိုတာနဲ့မွေတိုင်းကလည်းနည်းနည်းလေးမိမ့်သွားနိုင်တဲ့အနေထားပေါ့နော်အဲ့တော့မွေတိုင်းကို global စင်းတီဆွဲတဲ့နေတာကလည်းအခုချိန်မှာကဝိုင်းချန်ပီယံရှစ်ပဲရှိတယ်ဆိုတော့မွေတိုင်းဖွဲ့ချုပ်တွေဘက်ကလည်းဝိုင်းချန်ပီယံရှစ်ကိုရှုံးနေခံမှာတော့မဟုတ်ဘူးဒီလိုအခြေအနေဆိုးတွေကိုရလာနီလန်နဲ့တော့တားဆီးကြလိမ့်မယ်လို့တော့ကျွန်တော်ကတော့မြင်မိပါတယ်ဒါပေမဲ့လည်းကျွန်တော်တို့ကဆက်လက်ဆောင်ကြည့်အောင်မှာဖြစ်တယ်ပေါ့နော်ဒီကြားထဲမှာဘယ်လိုကိစ္စတွေဖြစ်လာအောင်မလဲနှစ်အောင်စလုံးက short ချသွားမလားဒါမှမဟုတ်လို့ရှိရင်လည်းအဆုံးဆုံးဒီတိုက်ပွဲဝင်သွားမလားဒါလေးတွေကိုစောင့်ကြည့်သွားတော့မှဖြစ်ပါတယ်ဗျာကျွန်တော်အနေနဲ့ဒီပွဲကိုကြေးဖွင့်ကြပါတယ် Cherry ဘက်က 1.6 ပေးတယ် Rotan ဘက်ကတော့ 2.1 လောက်ထိပေးတယ်ပေါ့နော်အဲ့တော့50ပုံစံမျိုးပဲပေးထားပါတယ်အဲ့တော့ DJ အနေထားမျိုးမှာ brother တို့ကဘယ်သူဘက်ကနေကျင်လဲ Cherry ဘက်ကနေကျင်လား Rotan ဘက်ကနေကျင်လားကစားချင်တယ်ဆိုလို့ရှိရင် SP တော့မှာကစားလို့ရပါတယ်ကျွန်တော် promo code ဖြစ်တဲ့ MBN1 ကိုလည်းအသုံးပြုနိုင်ပါတယ် Viber ဖုန်းနံပါတ်95996296962ကိုသွားဟန်ပြီးတော့လည်းကောင်းဖွင့်ပြီးတော့ကစားနိုင်ပါပြီစောင့်နေကြည့်ပြီးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးများတင်ပါတယ်